ဝါကြည့်လိုက်ပါဦးကျွန်တော်တို့ဒီအခုလိုမျိုးစဝိုင်းလေးပုံမှာအလုံးလေးလည်နေတဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့HTML နဲ့ CSS ကိုသုံးပြီးတော့ရေးပြမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးဒါကျွန်တော်တို့ဒီ file တစ်ခုတိစောက်တယ်ပေါ့နော် HTML file နဲ့ CSS file တစ်ခုကိုတိစောက်ပါနော်ကုတ်ရေးတဲ့အပိုင်းမှာတော့ကျွန်တော်နည်းနည်းလေးမြန်ထားတယ်ပေါ့နော်အားလုံးပဲကြည့်ကြပါတချို့ကကြလဲ AI ကိုသုံးပြီးတော့ရေးလို့ရပဲဆိုပေမဲ့ကိုရေးရလောက်တော့အရန်ကြီးဖိမရှိဘူးပေါ့ဗျာဒါကကျွန်တော် HTML structure လေးကျွန်တော်ရေးပြနေရဖြစ်ပါတယ် HTML structure လေးအခုရေးနေပါတယ်ရေးပြီးတော့ကျွန်တော်ဒီ title ရဲ့အောက်မှာ CSS file နဲ့ကျွန်တော် file တစ်ခုကိုချိတ်ဆက်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်ဒီ link တန်နဲ့ချိတ်ပြီးတော့အသုံးပြုတာဖြစ်ပါတယ်ဒါကတော့ CSS file နဲ့ HTML file ချိတ်မချိတ်ဆိုတာတီးဖို့ရအတွက်ကျွန်တော်တို့ဒီ HTML website ပေါ်မှာအကြောင်းနေပါကြီးကြောင်းမပြောင်းပုံစံလေးပေါ်မှာပေါ့ဆိုအခုဆိုလို့ရှိရင်ကျွန်တော် file တစ်ခုချိတ်သွားပြီဖြစ်ပါတယ်ချိတ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်ထပ်PR လေးချရပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ပုံလေးကိုကျွန်တော်အောက်နေရောက်ချင်လို့ပါကိုရောက်သွားပြီထပ်ပြီးတော့ချိတ်သွားပြီဆိုတော့ CSS မှာတခါထပ်ပြီးတော့ကျွန်တော်ကုတ်ဆက်ရေးပါပဲအဲ့မှာကျွန်တော်ဒီ box 1 box 2ဆိုတာက HTML structure မှာပေးထားတဲ့ selector name တွေကို CSS နဲ့လို့ဒီလိုပုံဖော်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီအဝိုင်းလေးဖြစ်အောင်ကျွန်တော် border radius ကို50ပေးပြီးတော့ပုံဖော်တယ်position relative ဆိုတာကအဲ့ဒီစဝိုင်းတွေကိုသူ့ရဲ့ပေးတဲ့အတွင်းမှာပဲရှိစေချင်လို့မလို့ကျွန်တော်ကအဲ့လိုမျိုးလုပ်တာပါC index ဆိုတာကကျွန်တော်ဒီ1 2ဆိုတာကကျွန်တော်စဝိုင်းအကြီးကိုအတွင်းထဲမှာရောက်စေအောက်မှာရောက်စေချင်လို့အဲ့ဒီလိုမျိုးကျွန်တော်ဒီပုံဖော်တာဖြစ်ပါ CSS နဲ့တစ်ခုချင်းစီကိုနောက်တစ်ခုကကျွန်တော်ဒီအထဲမှာအဝိုင်းလေးလည်နေဖို့ရအတွက်နောက်ထပ် selector နဲ့တစ်ခုကိုခေါ်ပြီးတော့ကျွန်တော်ဒီ CSS မှာပုံစံလေးဖွားမယ်ပေါ့နော်အဲ့ဒီလိုမျိုးလေးလုံးမှတာရင်ကျွန်တော်ကကိုလိုချင်တဲ့ပုံစံမျိုးလေးဖြစ်လာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီအဲ့စဝိုင်းထဲမှာရှိတဲ့အဝိုင်းလေးကိုကျွန်တော်လောက်တာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒါတက်သွားတဲ့ထင်တယ်အဲ့မှာပြန်စစ်ကြည့်လိုက်တော့ကျွန်တော်တွေ့ရတာကျွန်တော်စာရေးတာမှားနေတာဖြစ်ပါတယ်ကိုဆိုလို့ရှိရင်တော့ပေါ်လာဖြစ်ပါတယ်color gray ဖြစ်နေတဲ့အတွက်ကြောင့်အရောင်တူးနေလို့မမြင်အောင်အဲ့ဒီမှာကျွန်တော် red အနီရောင်လေးပေးလိုက်တော့အခုလိုမျိုးအဝိုင်းတိတိလေးပြန်မြင်ရပြီနောက်တစ်ခုက keyframe ဆိုတာကကျွန်တော် CSS မှာanimation ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီအဝိုင်းလေးကိုလဲနေစေချင်လို့မလို့ကျွန်တော်တို့ဒီ keyframe နဲ့ animation လေးပေးမှာဖြစ်ပါတယ်နောက်တစ်ခုကသူ့ရဲ့ပေးတဲ့ pointer coding pointer CR ဆိုရဲcontainer ကိုတွားပြီးတော့ကျွန်တော် keyframe ကိုanimation name ဘာညာနဲ့ကျွန်တော် animation လေးကိုခေါ်ပြီးတော့ကျွန်တော်သုံးလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဆောင်းဝိုင်းလေးကလဲလာပြီပေါ့နော်သို့ပေမဲ့လုံးလုံးမလဲသေးဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒီ infinite ဆိုတာလေးကိုပေးထားလိုက်မှာanimation iteration ကောင်းကို infinite ဆိုပြီးပေးလိုက်မှာကျွန်တော်ကဒီအဝိုင်းလေးက set type လဲနေမှာဖြစ်ပါတယ်ကျွန်တော်ဒီလဲတဲ့ no speed ကိုလည်းကျွန်တော်ဒီ2 second လောက်ပဲပေးထားမယ်ဆိုလို့ရှိရင်အရင်မြန်လာပဲပေါ့နော်နောက်တစ်ခါကျ animation timing fashion ဆိုတာအဲ့ဒီလဲနေရာလေးကိုကျွန်တော်တို့ကအညီအများလေးလဲနေအောင်ကျွန်တော်ကဖန်တီးရဖြစ်တယ်ပေါ့နော်ခုမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုချင်တဲ့အတိုင်းလေးအဆင်ပြေတော့မယ်ဒါကြည့်ထားလိုက်ပါtop 0ဆိုတာက transform origin ဆိုတာကကျွန်တော်ဒီအဝိုင်းလေးလှည့်တာကိုကျွန်တော်တို့ကဘဟိုကိုအခြေမပြုတ်ဘဲနဲ့ကျွန်တော်က bottom ကိုအခြေပြုတ်ပြီးတော့လဲနေစေကျွန်တော်ရဖြစ်ပါတယ်ဒီမှာ bottom မှာကျွန်တော်ဒီဖူကောလန်နဲ့ဖူကောမာနဲ့မားနေလို့မလို့ကျွန်တော်ပြန်ပြောင်းလိုက်တာပါနောက်တစ်ခုကheight ကို200ပေးထားတယ်ဆိုတာကကျွန်တော်ဒီကျွန်တော်လဲနေတဲ့ဟာလေးကိုအပြင်နဲ့ထွက်စီခြင်းလို့မလို့ကျွန်တော် height မှာပိုပြီးနည်းနည်းလေးမြင့်ပေးလိုက်တာပါပထမတက်ကဒါကျွန်တော်မှားနေပေါ့နော်အဲ့ဒါ shine နဲ့နောက်မဆုံးမှာအစင်ပြေသွားတယ်ပေါ့နော်အဝိုင်းလေးကကျွန်တော်ဆိုလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ပုံစံမျိုးလေးတိုင်းလဲသွားပြီခဏနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ background gray လေးကိုဖြောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဝိုင်းလေးတဝိုင်းနဲ့စဝိုင်းလေးပုံမှာပက်နေတဲ့ပုံစံမျိုးလေး animation လေးကျွန်တော်အောင်မြင်စွာရသွားပြီဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောချင်နေရဲ့လို့ like and follow လေးလည်းကျွန်တော်ကိုလုပ်ပေးကြပါအောင်ခင်ဗျာ